နေရပါမကောင်းအချောင်းရင်မရှိဘူးဒါပေမဲ့အားမရှိဘူးမနေ့ကလေးကစိတ်ကလေးနေရနေလေရောက်လေမပေါ်သေးဘူးစကားမပြောချင်ဘူးမပြောနိုင်ဘူးလေမဟုတ်ပြောဖို့စိတ်လုံးဝမရှိဘူးလူတွေရှိမှပုံမှန်လို့နေရတာအတွင်းမှာတော့အကုန်ကြီးမောနေတာပဲဘာလို့ရမှမတည်ရင်ဒီဘာမှမလုပ်ချင်နေလေဒီနေ့ကအဲ့လိုနေပါကိုကပြင်းနေတာမဟုတ်မိုက်နေတာလည်းမဟုတ်ပြင်းနေတာဒီနေ့ကိုမြင်မဖြစ်နိုင်တဲ့ရှင်နေုံနဲ့လုံလောက်တယ်အခုတော့တိတ်တိတ်နေလို့ပဲကောင်းတယ်မကောင်းတဲ့နေ့တနေ့ပါပဲဒီလိုပဲကြော်သွားပါလိမ့်မယ်ဒီလိုမျိုးဘာမှမလုပ်ချင်တဲ့နေ့ဆိုတာရောကြော်ဘူးရတယ်မလားဘယ်လို